Hello guys အားလုံးပဲမင်္ဂလာပါရုံးကတော့ဒီနေ့ဆာကူရာထဲမှာဆိုဖီယာလုပ်ညီလေးကိုပြောပြမှာပဲဖြစ်ပါတယ် Disney မင်းသမီးဆိုဖီယာလေးပေါ့နော်ဆိုဖီယာလုပ်ဖို့တော့ဆိုလို့ရှိရင်ရုံးတို့ဒီ party dress နဲ့မရအောင်ပေါ့နော်အင်ဂျီသွားလဲရပါမယ်ဆိုဖီယာလေးလုပ်ဖို့တော့ပေါ့နော်အင်ဂျီလေးသွားလဲပါမယ် Okay အင်ဂျီလေးလဲပါမယ်အင်ဂျီကဟိုခေါင်းဝင်လေးกว่าသိရမလားလက်ဘင်းမှာအစင်းချောင်းလေးပါတဲ့ခေါင်းဝင်လေးပေါ့နော်အဲ့ဒီခေါင်းဝင်လေးလဲရပါမယ်ဆိုဖီယာအင်ဂျီနဲ့အဲ့ဒါမှသူ့မှာမို့လို့ပေါ့နော်Okay ဆိုတော့ကျွန်တော်အဲ့ဒီအင်ဂျီကိုလိုက်ရှာလိုက်ကြရအောင်ဒီအင်ဂျီပဲဖြစ်ပါတယ်ဒီမှာ Castleware Simas 6ပေါ့နော်အဲ့ဒီအင်ဂျီလေးပဲဖြစ်ပါတယ်ဒီအင်ဂျီလေးကျွန်တော်အယောင်လဲကြမယ်ပေါ့နော်အယောင်လဲမယ်ဆိုတော့ကျွန်တော်မီနူထဲဝင်ပါမယ်ပြောလို့ရှိရင်တော့ frost ထဲ frost no ပြောလို့ရှိရင်တော့မှားလို့ sorry နော်ခြားအထိတ်တွေဝင်ပါမယ်ခြားအထိတ်တွေရောက်ပြီဆိုရင်တော့ဒီမှာ close color 1 close color 2အဲ့ဒါကိုလဲပေးမယ်ပေါ့နော်cross color 1မှာကရုံးတို့အဝါရောင်ထားပေးမယ်။ဝါရောင်လေးထားပေးမယ်နော်။ cross color 2နေရာမှာကျတော့ရုံးတို့ခရမ်းရောင်လေးထားပေးပါမယ်။ဆိုဖီယာအယောင်လေးပေါ့နော်။ဆိုဖီယာရဲ့အယောင်လေးဖြစ်တဲ့တော့ခရမ်းရောင်လေးထားပေးပါမယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ရုံးတို့ဒီမှာသပင်လဲရမယ်ပေါ့နော်။ဆိုဖီယာရဲ့သပင်လေးကဂုတ်ွယ်လေးဖြစ်တဲ့တော့ဒီ hair ဆိုတဲ့နေရာမှာလဲပေးရပါမယ်။ဂုတ်ွယ်သပင်လေးပဲလဲပေးရမယ်ပေါ့နော်။ဆိုဖီယာနဲ့တူတဲ့သပင်လေးပေါ့နော်။ဒီသပင်လေးကဆိုဖီယာရဲ့သပင်ပုံနဲ့တူရပေါ့နော်ဒီကသပင်နံပါတ်40ပေါ့နော်အဲ့ဒီနေရာဆိုဖီယာသပင်နဲ့တူပါတယ်အားကြောင့်ဆိုဖီယာသပင်အရောင်လေးကိုထားပေးလိုက်မယ်ပေါ့နော်သပင်ဆိုဖီယာသပင်ပုံစံလေးကိုထားပေးလိုက်မယ်ပေါ့နော်ဆိုလို့ရှိရင်တော့ဒီမှာဆိုဖီယာသပင်လည်းရပြီဆိုဖီယာအင်ဂျီလည်းရပြီပေါ့နော်ခေါင်းဝင်လေးလုပ်ဖို့တော့လိုတယ်ပြီးတော့မျက်လုံးလေးပေါ့နော်မျက်လုံးလုပ်ဖို့တော့ရုံးမီနူထဲကိုပြန်ဝင်မယ်ပြီးရင်တော့ခြားတာ edit တွေကိုပြန်ဝင်ပါမယ်ခြားတာ edit တွေကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီနာ ice color ဆိုတဲ့နေရာမှာဒီဘက်ကျတော့စိမ့်ပြရောင်လေးထားပြီးမယ်ပေါ့နော်စိမ့်ပြရောင် no စိမ့်ပြရောင်မဟုတ်ဒီရေညှိစင်ရောင်ပေါ့နော်ဒီအပေါ်ကရေညှိစင်ရောင်လေးထားပြီးမယ်ပေါ့နော်အဲ့ဒါမှဆိုဖီယာမျက်လုံးအရောင်လေးနဲ့ခက်စစ်စင်လေးဖြစ်မှာမို့လို့ပေါ့နော်ရေညှိစင်ရောင်လေးထားပြီးပါမယ်ပြီးသွားလို့ရှိရင်တော့ရုံတို့အပြင်ထွက်ပြီးတော့ခေါင်းဝင်သွားလုပ်ပါမယ်ခေါင်းဝင်ကတော့ထုံးစံတိုင်းရုံလုံးနေကြပုံစံပဲလုပ်ပါမယ်။ Okay ခေါင်းဝင်လုပ်ဖို့အတွက်ကိုမီနူထဲကိုဝင်မယ်ပြီးသွားလို့ရှိရင် frost ထဲကိုဝင်မယ်ပြီးသွားလို့ရှိရင်တော့ဟောဒီကright hand ဆိုတဲ့နေရာထဲကပေါ့နော် umbrella ကိုလိုက်ရှာပါမယ် our umbrella ပေါ့နော် Okay ဒီနာ umbrella လေးယူမယ်ပေါ့နော်ဒီ umbrella အရောင်လေးကမိုက်လို့ပါပြီးရင်တော့ post ကိုပြောင်းပါမယ် post move ကိုနှိပ်မယ်ပြီးသွားရင်တော့ဒီက post ကိုအမားကိုနှိပ်ပြရမယ်ပေါ့နော်အဲ့ခါဆိုလို့ရှိရင်ဒီလိုပုံစံလေးဖြစ်သွားပြီအဲ့လိုပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော် item ထဲကိုပြန်ဝင်မယ်ပေါ့နော် item ထဲကိုဝင်ပြီးသွားရင်တော့ဟောဒီအောက်ဆုံးဆွဲချလိုက်ပါဆွဲချလိုက်ပြီဆိုရင်တော့ဒီဆွဲချလိုက်ပြီဆိုရင်ဒီနေရာမှာကျွန်တော်လိုချင်တဲ့ပုံစံကို T ကိုလှည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော် okay ပြီးရင်တော့ T ကိုရှေ့တို့နောက်ဆုံးတေချာလုပ်ပေးမယ်ပြီးရင်တော့ရုံတို့ T ကိုအောက်ကိုဆွဲချဒီခလုတ်ကိုနှိပ်ပြီးတော့အောက်ဆွဲချပါမယ်အောက်ဆွဲချပြီးပြီဆိုရင်တော့ T ကိုရုံတို့ဒီက HYZ or ဆိုတဲ့နေရာမှာအကြီးသေးလုပ်ပေးရမှာပေါ့နော်ဆိုဖီယာလေးရဲ့ခေါင်းဝင်လေးကအရန်မိုက်တယ်ပေါ့နော်ကကားလေးလုပ်ပေးရမယ်ဆိုဖီယာရဲ့ခေါင်းဝင်လေးကကားလေးဆိုတော့လေအရန်မိုက်ပါတယ်ဆိုဖီယာလေးကအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်okay အဲ့လေမိုက်တယ်ကွာဆိုဖီယာလေးကအဲ့ခါကြလို့ရှိရင်တော့ post move ကိုအရင်ပြောင်းပေးမယ်ပေါ့နော်တခြား post move လေးဖြစ်အောင်လို့လေဒီနေရာမှာရုံတို့တခြား post ကိုပြောင်းပေးမယ်ပေါ့နော်post ကိုအရင်ပြောင်းပေးမယ်ဒီ post လေးပဲရွှန်းထားလိုက်မယ်ပေါ့နော် post top 5ဆိုပြီးတော့ထားပေးမယ်အဲ့ဒါလေးကိုပဲရွှန်းထားလိုက်တာပါအဲ့ဒါလေးကမိုက်လို့ပေါ့နော်ပြီးရင်တော့ရွှန်းတို့လောက်ထားတဲ့အဲ့ဒီ T ပြန်ဟိုရင်းဖြစ်ပေးရမယ်ပေါ့နော် T ကိုပြန်တဲ့ပေးရမယ်ပေါ့နော် T ကနည်းနည်းလေးဆောင်းသွားတဲ့တော့ကိုလေ T လေးကိုပြန်တဲ့ပေးပါမယ် T လေးကိုဆွဲချမယ်အောက်ကိုT လေးကအောက်ရောက်ပြီဆိုလို့ရှိရင်တော့ယူနိုဒီမှာဆိုဖီယာရဲ့ခန္ဓာကိုယ်ကိုကတ်ပေးရမယ်ပေါ့နော်ဆိုဖီယာလေးလုံးမဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်လေးကိုကတ်ပေးရမယ်ပေါ့နော်
ပြောရရင်တော့သူ့ရဲ့ထီ okay ထီအနေထားလေးကြည့်ရပါမယ်okay ကိုယ့်ကိုအဆင်ပြေတဲ့လောက်လေးချိန်ပေးရမယ်ပေါ့နော်ဒီမှာလည်းရုံအဆင်ပြေတဲ့လောက်လေးချိန်ပေးထားပါတယ် okay အဲ့ခါကြလို့ရှိရင်အောက်လေးကိုရုံကတော့ဆွဲချပေးမယ်ပြီးတော့ရုံကတေးချာညှိပေးမှာပေါ့နော်ပြွားတို့လည်းပြွားတို့ကြိုက်တဲ့လိုတေးချာညှိပြီးလို့ရတယ်ပေါ့နော်ပြီးရင်တော့ရုံတို့ဒီထီကိုခါလာလဲပါမယ်ဒီနေရာမှာ close color ဆိုတဲ့နေရာမှာရုံတို့ကတော့ဒီနေရာမှာခရမ်းလေးကိုပဲထားပေးရမယ်ပေါ့နော်ဘာလို့လဲဆိုရင်ဆိုဖီယာရဲ့ခေါင်းဝင်လေးကခရမ်းရောင်လေးဖြစ်တဲ့တော့ပေါ့နော်ခရမ်းရောင်လေးထားပေးရပါမယ်ဒီတိုင်းဆိုရင်တော့ဆိုဖီယာရဲ့ပုံစံလေးရပြီပေါ့နော်ဒီနေရာကို okay ဒီမှာဆိုရင်ဆိုဖီယာရဲ့ပုံစံလေးရပြီပေါ့နော်ဒီဆိုဖီယာနဲ့ပုံစံရပြီဆိုလို့ရှိရင်ရုံတို့ကထီသွားသူ့ရဲ့ခေါင်းမှာတလဖူပါတယ်ပေါ့နော်တလဖူပါတယ်တော့ရုံတို့ကတလဖူသွားတက်ပေးပါမယ်တလဖူတက်ဖို့ကြွားရုံတို့ဒီထဲဝင်နေပေါ့နော်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဟောဒီကရုံတို့အင်ဂျီလဲတဲ့နေရာထဲမှာပေါ့နော်အင်ဂျီလဲနေရာထဲမှာ hair accessory ဆိုတဲ့နေရာလေးကိုနှိပ်ပြရပါမယ် accessory ဆိုတဲ့နေရာကိုနှိပ်ပြီးရင်တော့ရုံတို့လိုချင်တဲ့တလဖူလောက်ဖို့တော့ဟာလေးကိုရှာပြီးမယ်ပေါ့နော် crown ကိုရှာပေးရပါမယ် princess တလဖူပေါ့နော် princess တလဖူလေးကိုရှာပေးပါတလဖူလေးကကွာလုံးအရှိနည်းနည်းလေးရောက်နေရပေါ့နော်အဲ့ဒီအရှိရောက်တာလေးကိုရုံတို့ကအနောက်ဆုပ်ပေးရမယ်ပေါ့နော်တလဖူအရင်အရှိရောက်နေရတော့အဆင်မပြေဘူးအဲ့ခါကျလို့ရှိရင်မီနူးထဲကိုဝင်မယ်ပြောရလို့ရှိရင်တော့ခြားတာ update တွေပြန်ဝင်မယ်ပေါ့နော်ခြားတာ update တွေရောက်ပြီးရင်တော့ဟောဒီပေါ်က accessory color 1 color 2ဆိုတဲ့နေရာမှာ color လဲပေးရပါမယ်ရုံကတော့အဝါလေးရယ်ခရမ်းလေးရဟိုနေရာကို color 2နေရာကိုတော့အဝါလေးထားပြီးမယ် color 1နေရာကိုတော့ခရမ်းလေးထားပြီးမယ်ပေါ့နော်သူ့မှာခရမ်းရောင်စိန်ဖူးရှိရပေါ့နော်အဲ့ဒါဖြစ်တဲ့တော့ပြီးရင်တောက်ကြီးဖို့တော့ဆိုလို့ရှိရင်မီနူးထဲဝင်မယ်ခြားတာ update တွေကိုဝင်မယ်ပြောရလို့ရှိရင်ဟောဒီအောက်ဆုံးဆွဲချပြီးတော့ဟောဒီက hair accessory ဆိုတဲ့နေရာထဲမှာရုံတို့ကဒီ HYZ ဆိုတဲ့နေရာထဲမှာတလဖူလေးကိုနည်းနည်းလေးကြီးပေးပါမယ်တလဖူလေးကအရန်သေးရတော့ကိုတလဖူလေးကိုနည်းနည်းလေးကြီးပေးရမယ်ပေါ့နော်ဒါပြောရလို့ရှိရင်တော့ဟောဒီကဒီဘက်ကဒီနေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုဆွဲပြီးတော့ရှေ့သို့နောက်ဆုံးလုပ်ပေးရမှာပဲဖြစ်ပါတယ်ပြီးသွားရင်တော့အပေါ်လေးကိုနည်းနည်းလေးမြောက်တင်လိုက်ပါမယ်အဲ့ဒါမှတလဖူလေးကသပင်လေးနဲ့မဖုံးနေမှာပေါ့နော်ကဲကျွန်တော်ကြိုက်တဲ့လောက်ကိုကြိုက်တဲ့လောက်ညှိပြီးသွားပြီဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့လောက်ညှိပြီးရင်တော့အဆင်ပြေပါပြီပေါ့နော်โอเคအဲ့ဒီမှာရုံတို့အရောင်းလှပါတဲ့ဆိုဖီယာမင်းသမီးလေးကိုရပြီပဲဖြစ်ပါတယ်သူရဲ့လားတော့မသိပါဘူးဖြူဟာတို့မှန်းငယ်ပေးပါအောင်သူရဲ့လားဆိုတာကိုလေရုံတို့အဝေးရနေကင်မရာနဲ့ကြည့်မယ်ပေါ့နော်ကင်မရာနဲ့အဝေးရနေကြည့်ပါမယ်ဒီအောက်မှာနည်းနည်းလေးစက်ကတ်လေးကတုံနေပြီးရတွေ့လားအဲ့နေရာကိုရုံနည်းနည်းလေးဆွဲချလိုက်ပါအောင်မယ်အရန်ထိုးရင်းဖြစ်နေတယ်ပေါ့နော်ဆိုဖီယာလေးရဲ့စက်ကတ်ကလေးကအရန်ဟိုမှအောက်မဖုံးသေးတဲ့တော့ကိုရုံတော့အောက်ဖုံးစီခြင်းတဲ့တော့ဆွဲချပါမယ်ဆိုဖီယာမင်းသမီးလေးကအရန်ချစ်ဖို့ကောင်းတဲ့ခလေးမင်းသမီးလေးပေါ့နော်အရန်လှပါတယ်โอเคဒီမှာဒီတိုင်းဆိုရင်တော့အရန်လှတဲ့ဆိုဖီယာလေးကလမ်းလျှောက်ပြီးတော့ချစ်စရာလေးနော်သူရဲ့လားတော့မတည်ဘူးရုံလောက်ထားတာသူလားမသူလားဆိုတော့ comment မှာမှတ်ခဲ့ပေးကြပါဦးနောက်ထပ် reference တို့ဘာလို့လဲထပ်ပြီးလုပ်ပြပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ channel ဗီဒီယိုလေးကြာရင် channel လေးကို like subscribe လုပ်ပြီးတော့အားပေးပါဦးကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့အားလုံးပဲ bye bye ကြည့်ရှုပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်မျက်နှာလေးရဲ့ channel နဲ့ဒီရဲ့ channel လေးကိုလည်း like subscribe လုပ်ပြီးတော့အားပေးလိုက်ကြပါကြည့်ရှုပေးကြအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye